你搞谁的啦？这些他们不知道吗？可能你走。ကျွန်တော်ကျိုးတော့တော့စတဲ့ခါကအောင်လို့啊，那你这里我今天这里的好啊，这个真的是真的。家里那个旅行的，在新路一路来没可以出去了。到这边来，人家在手里还能他这样这样。好了，你记得我把这个呀，在路就好的。好的，那就不再听这里朋友讲，那就不再听那边，不再听那边。哦，这里我嘛就昨天才呢，那么上午嘛就去那边呢，我讲话你还能接着呢。好，这也听见没有？OK，知道。ဘာဖြစ်နေကြလဲဟမ်ဒီမှာနေရလူးနေပြီအခုဆိုအားလုံးတိတ်ကုန်မှာနော်မင်းတို့တေးရရေးမကြည့်ဘူးငါအမှုတာပဲနေတော့ကွာနေသမ်းမအောင်ရှင်းပါတယ်ကျမတို့လာပြီးအမိတ်နေကြရှင်းပါတော့ဘူးလူကအပေါ်နဲ့တန်ရနေရတယ်ရှင်ကဲပါခင်ဗျာရဲ့လူအောက်ကလည်းဖတ်ပြီးတယ်သူပြောတဲ့နားထဲမှာဟေးမင်းပြောဆိုပဲဟာသောသားရိုင်းဆိုင်ဒီမလေးနဲ့မှတ်ထားလိုက်လူရိုင်းနဲ့ဘယ်မှရင်းချင်းမပြောဘူးသူပြောနေရလဲတစ်သက်အားရပြီးပြောနေရမဟုတ်ဒီလေးကိုငါတောင်းတန်ပြီးမောင်းနေတကူကိုပြစ်ပြီးဆိုငါရှင်းရမှာကွာအဲ့ဒါဘာဖြစ်နေကြဘာဖြစ်မှာလဲကိုကြီးမကြောက်လားအဲ့လူလေသူ့ရဲ့အစ်စ်တက်နဲ့ညီမလေးတို့လာပြီးရင်းရင်တိတ်တိတ်ပြောနေဒီယောက်ျားမဟုတ်ဘာဖြစ်လို့မိန်းကလေးတောင်းနဲ့ပြန်ပြီးဖြစ်တာမင်းမရှက်ဟဲ့ပါစက်အားလို့ပြောနေရမဟုတ်ဘူးအနေထိုင်မတက်လို့ပြောနေတာဟဲ့မင်းမတော့ဘိတ်ကငါကြောက်ဘာပြောတာမလို့ဟာအဲ့ဒါဟိုအန်ကတောင်းပါလေကွာဟိုမောင်ရဲလဲတော့ကွာတာဒီလဲကြည့်ပါနဲ့တော့ဒါအေးကွာရင်ရံဖြစ်တယ်ဆိုတာတိတ်နေမှုလည်းမကောင်းပါဘူးကွာမကြည့်ကြပါဘူးဒီလေဒီကောင်ကတောသားရိုင်းဆိုင်လေဘာမှဓာတ်တယ်တဲ့ကောင်နေမဟုတ်ဘူးတထေးလေးလိုအစ်စ်တန်းနဲ့ဒီလိုကောင်စားတွေနဲ့ရံဖက်ဖြစ်ဖို့မလိုပါဘူးတထေးလေးကဟုတ်တယ်ကိုလေးရံဖြစ်စရာမလိုဘူးဒီကိစ္စတော့ကျွန်တော်ရှင်းလိုက်ဟာကျွန်တော်လက်စားဘယ်လောက်ရှိလဲဆိုတော့ကိုလေးသိတော့ဟဲ့လာပြီဒီမှာရန်ဖြစ်နေပါလေဆိုမှမင်းကရန်မောက်ပြန်ပြီးတဲ့အခါမင်းတော့အနေသိကြောက်ရင်ပြောနေရောပြောပါကိုလေးဆက်ဆက်ပါနော်ဟုတ်ပြီနော်အန်ကတောင်းပါလေကွာဟောလူရိုက်တတိတို့ကဒီလိုလမ်းကြီးကိုတစ်ခါမှနေမသွားဘူးလို့အရင်ပျော်နေကြအပျော်လုံးလို့ပါကွယ်အန်ဒီရဲ့ဖြစ်မှာဆိုလို့ဟောလူရိုက်ပြောရဲဆိုရင်အပြင်သားနေပါလေအကေချာတောင်းပါဟုတ်ကဲ့တာလည်းသိခံလိုက်တော့လို့တဲ့ဒီလမ်းကြီးမှာသူကချောကျင်နေတယ်ဆိုတော့အန်ဒီမပြောက်ဘူးဆိုတဲ့စကားလေးကိုသူအလိုကထားထုတ်ပြီးတယ်ခန္ဒီပရမန်တဘောဆိုတဲ့စကားလေးရှိတယ်တိခံကြီးဒီအောင်နိုင်ရတဲ့တို့သွားမဲ့လမ်းကြီးအောင်မြင်ဖို့အတွက်ဘယ်လိုဒီတိခံလိုက်တာလဲနော်အလိုတဲ့အားလုံးဖရာတရားလေးအားလုံး
Really? Aha, giờ đây cá lên là coi hay mà. À, dán xuống rồi con này. Alo mẹ. Thế này ngã này. Không có được. Hả? Naya. Ni sali ni. Hakka ya ta jibi na. Hakka ya ta chin. Ni ngao ba ma me bi sai ko ni shi. Alo ngã đâu. Ngã tao chỉ được. Mấy biết là thế này. Ni ta do du wa wa ni. Let's see the Okay, I'll take your TV, no? Hadi le ba, ko tin ne ko ne tadi di di da ma ti. Ko lo si ya ti ya da ne. Ha ma du da ni ka ko. ပြပါကိုရဲ့ဒီလိုရအောင်လို့ပဲရက်ကိုရပါမယ် 你今年都是几点？ ဒီရဲ့အနေထားရရောကျွန်းရဲ့ဖွဲ့စည်းပုံရရောဆိုရင်တော့အဆင်ပြေပါရဲ့သူ့ဆွဲထားတဲ့တောင်းလဲကိုမို့ပြပြီးသားပဲလေကိုမို့ထပ်ဖြည့်တင်လာရှင်ဆိုပြောသူကအချောတက်ဆွဲပြီးတော့ဒီဇိုင်းထုတ်ပေး အဆင်ပြေနေပြီးတော့ပါအဓိကကိုလိုလုံးနဲ့ဒီ project ကအမြင်ဆုံးအကောင်ဆုံးပုံစံ အကောင့်ဖြည့်ဖို့မယ်ဆို အဲ့ဆိုအရင်ကတော့တက်ကြပါပဲနော် ဒါမျိုးကြရင်တော့ကြံထွက်တယ်နော်မဟေ့ဒီကအခုလိုမျိုးဒီနေ့ဒီရဲ့ကျွန်းရဲ့မှာနင်တို့ရဲ့မင်္ဂလာပွဲကိုလုပ်မယ်ဆိုရင်တော့လေပြိတ္တတွေတော့တော့နဲ့ဆွေးပြီးခေါ်လာမှာဖြစ်တယ် သူကခေါ်ပြီပဲအဲ့လိုဒီမောရဲ့အများကြီးနဲ့ခေါ်မယ်ဆိုရင်ကိုလိုပြီးမှမှတ်တယ် ဒီအဆင်ပြေနေဆိုကိုအားလုံးဖြစ် အဖေတော်ချစ်နေတာနော်ပြောလိုက် အားကြောင့်ကိုချစ်နေရတာ ဒီ
ဗျာဘယ်လိုဖြစ်လို့ဘယ်ဖြစ်တော့我都快懂，那个上进你对，就把他这样子给了对了。哦，对面这样子的嘛，人家哎，那都把人家人家，快点，好吧，哦，把那个家哎，我交钱了，给啥嘛？你看，这一块给啥的？专门的在嘛？哎，他这是你我的家来了，你都对着，我对着，他们家的对着，好了，上一把。啊，你看那都来了喏。你嘛大王气呀！哎，你过来要不？ဒါရင်ဘဲကမလဲသမီးရဲ့အငယ်ဒီကွာရှင်းနေပတ်တယ်အဲ့ဆိုင်ရှာဒီကွာဒီလိုဒီမှာချစ်ချစ်ကိုကိုတီးမဲဆိုတော့တေးပြီးတော့ကွာ ဒီရောမတည်လိုက်ပါနဲ့ဦးရဲ့ဒီနေ့ဒီနေ့ကိုယ့်ရဲ့မင်္ဂလာဆောင်ပြီးတော့တက်သွားပါအောင်ဦးရဲ့နော်ကို အတက်မှာတက်ပြအောင်ကိုတက်ပါပါဗျာ ဒါနဲ့အငယ်ဟေးကျွန်တော်ဒီလိုပြုလုပ်ပြီးလို့ဒီကျုံးနဲ့အကျဉ်းကြီးပဲလား အကျယ်ကြီးပေါ့ကွာ ဟာအဲ့ဆိုအငယ်ကျွန်တော်တို့ဒီမှာကကြာတယ်ရှေ့ဆက်ဟုတ်တယ် တယ်လေးလေးကျူးရအကျဉ်းပဲဆိုတော့လေဒီနေရာမှာပြအချင်းကုန်လို့ဖြစ်ပါမယ်အချင်းရှိတော့လေအချမ်းနေရာခိုင်းရှိတယ်ဖက်တာဟုတ်မယ်နော်လေနော် ပါသလိုရှိရင်ကျွန်တော်ရှိတဲ့ပြောကြရအောင်ဘာဖြစ်တော့ဖြစ်တာလဲ အဲ့ဒါဆိုရင်ဒီတူကြီးပေါ်မှာနှမ်းနေအောင်ရှောက်ပြီးသွားကြရအောင်နော်ကဲဖရာတရားလေးတော့အာယုအားကြတော့မနေရတယ်နော်ကဲသွားကြရအောင်သွားကြ
တော့ဘာမှအမေပေးကြမင်းကငါတန်ရတန်ကြီးလေးငါတော့ဒီ သွားကြပါဘူးကွာသွားကြပါသူတို့လေးတွေကမြို့မှာဒီကုမ္ပဏီအကာသနာထားထဲမှာလုံးတယ်ပတ်တယ်မွန်းကြိုက်တာဒီလိုဘာပကာသနာမှမရှိတဲ့နေရာမှာသူလေးတွေလွတ်လပ်နဲ့စိတ်ကိုလွတ်ပြီးတော့ပျော်ကြပါစေကွာသူတို့လေးတွေအဲ့လိုပျော်နေတာကိုမြင်ငါလည်းပျော်တာပဲ ဆရာကတော့လေဒီကလေးနှစ်ယောက်ကိုတော်တော်ချစ်တာပဲကွာ စေရနာဆိုတာကံရဲ့အရင်းအမြစ်ပဲကွာထူးမှာပါတန်တရားတစ်လျှောက်လုံးမှာသူတို့လေးတွေနဲ့ငန်းတဲ့ပတ်သက်ခဲ့တဲ့တန်ရောစဉ်ကနဲတာမှမဟုတ်တာကွာသူတို့လေးတွေကိုငါရဲ့အသွေးရဲ့အသားရဲ့ရိုးတွင်းချင်စီကြီးကပေါက်ဖွာလာတဲ့ရင်သွေးလေးတွေငါတကယ်ချစ်တာအဲ့ဒီလိုချစ်ခဲ့တဲ့အကြောင်းတရားကြောင့်လေအကျိုးတရားဆိုတာချစ်လာတာကွာ မမြင်ရတဲ့အကြောင်းကိုကြီးမားတဲ့မေတ္တာတရားထားပြီးအုံလိုက်တယ်တန်ရောစဉ်ဆိုတဲ့ကြိုးတွေကဖြစ်လာတာပေါ့ဆရာ ဟုတ်တာဗောသူတို့လေးတွေကငါသားသမီးအရင်ချာပြီးရမ်းချစ်တာဒါကြောင့်လည်းငါအမြဲလိုက်ပြီးတော့ဂရုစိုက်ကြည့်နေရတာပေါ့ကွာ ဒီလိုပေတဲ့လောက်အောင်ပေလေနဲ့လားဆွဲထားလိုက် မိုးထားတယ်အဆောင်ရှုံးမခံနိုင်ဘူးကြားလား 你那爷爷把路刮标你嘞，哎，搞完他他们你半年再打一遍。对我生日的。အဲ့ဆိုလေကိုရေဒီညလေကျင်းပေါ်မှာပဲပြောပါနေ။မြို့ပွဲလို့ပြန်ပြီးကျင်းရတယ်လေ။ ဟုတ်တယ်ကိုလေကျွန်တော်တို့မှာပါလာတဲ့စားတောက်တွေကျွန်တော်တို့ဘာမှဒီကုန်ပွဲလေးစင်တော့ကြတယ်နောက်ကလေးနော် ဟုတ်ပါတယ်သားလေးရဲ့
ကိုလိုမဲ့လုပ်ပြီးလေခေါင်းလေးမှာရှုပ်ရှုပ်ခတ်နေတော့ဒါလေးစိတ်တွေပဲဟောဘောသားတွေပဲဒီချုပ်တန်တဲ့အားလုံးခေါင်းလေးရှင်းထုတ်လိုက်ပြီးတော့ဒီညမိဘမိုးလေးလို့ပါလေအစားတပရိသီစာဂီတာလေးတီးပြီးတော့ဒါလေးအားလုံးပြီးတော့ပါဝါချီလေးဆိုကြနောက်နေ့မှပြီးကြတာနော်ကဲ